Hello တွေ့ရကြပြီဒီနေ့တော့စပိန်ကမနေဖြစ်တာတော်တော်ကြာပြီဆိုတော့အားကစားတစ်ခုအနေနဲ့ကျွန်တော်ပို့ပါခီးစဉ်နီးတဲ့ဟာလေးပေါ့နော်တောင်တက်မှာဖြစ်ပါတယ်ရှင်တော့တကယ်ချင်းနေသွားပြပေးမယ်ခုကြတော့ချစ်သူရဲ့ပြီးတော့မှဆရာသမားရဲ့ကျွန်တော်နဝတောင်ကနေပြီးတော့ရတောင်တက်မှာဖြစ်ပါတယ် ready ပဲလား ready ဒီနေရာလေးကနဝတောင်အနေဆက်ဆက်ထွက်ချင်းတွေ့ရတဲ့စရလေးပဲအရင်လှပါတယ်ဗျာဒီနေရာလေးကအပေါ်မှာရှိတဲ့ဒီထိတ်ကိုတက်မှာဖြစ်ပါတယ်ဒီတောင်ကကျွန်တော်တို့ Glow Tree Run နေပါတယ်မှာလဲပါတဲ့လမ်းကြောင်းတွေကတောင်တစ်ခုဖြစ်ပါတယ်ဘယ်လိုလဲပျော့လား ပြောပါတယ် ယောက်ျားနောက် ချိန်နေထိပေါ့ ယောက်ျားနောက်လိုက်ရနေဆိုလို့ရှိရင်တော့သူကအရန်ပျော့တာ ကိုချိန်နေထိပေါ့နော် ခုချင်းနေဒီပေါ့နော်ဟိုကလမ်းကဖျက်မှပြပြဝဲရှိသေးတယ်စမတက်ကသေးဘူးပေါ့လမ်းကတော့တောက်လျှောက်တောင်ပေါ်ထိတော့လမ်းကောင်းတယ်လို့ပြမယ်နည်းနည်းလေးတော့အတက်ကလေးတွေပါတာပေါ့နော်ကျွန်တော်ဒီတောင်ဆိုလို့ရှိရင်မကြပေါ့နော်စပိန်နဲ့တစ်ခါလေးလာတက်လေးရှိပါတယ်ဗီဒီယိုတွေ vlog တွေတော့မလုပ်ဘူးသေးဘူးပေါ့နော်ဒီခီးစင်မှာဆိုရင်တော့ဒီကောင်ကတော့ beginner ပေါ့နော်ခုချိန်မှာတော့သူကဖလန်ထားနေတာပဲဘယ်အချိန်မှာတော့ရက်တန်သွားမလဲတော့မသိသေးဘူးဗျာခုချိန်မှာအားရင်အပြင်းနဲ့တော်တယ်ဝင်လိုက်လမ်းပေါ်ရှောက်လိုက်နဲ့ဖုတ်နေတာပဲအတက်ရောက်ရင်တော့ထမ်းမဲတင်ရမလားသူ့ဘာသူပဲတက်မလားတော့မသိပါဘူးဗျာစောင့်ကြည့်ရမှာပေါ့ Brownie brownie Modern Bat view လေးတွေကတော့စင်းစင်းဆွဆွနဲ့ဆိုတော့တော်တော်လှပါတယ်ဗျာလောလောဆယ်တော့ခကြီးကဘယ်မှမရောက်သေးဘူးဆိုပေမဲ့သူ့သားကိုစိတ်ပူလို့ဆိုပြီးတော့ကြောက်ရွံ့ကျွေးနေပါပြီโอเคဆက်သွားကြမယ်ဆက်သွားကြမယ်တင်ရှူရောထဲမှာလမ်းလျှောက်ပြီးတော့တက်ရတာပေါ့နော်ဒီလမ်းလေးကမိုက်တယ်လို့ပြောရမှာဗျကျွန်တော်တို့စပိန်နဲ့လာနေတော့လည်းမိုက်တယ်သူကအတက်လဲတက်လို့ကောင်းတယ်ဆင်းတဲ့ခါကျရင်လည်းတော်ဆင်းလို့ကောင်းတယ်အခုတော့မြေလမ်းပေါ့ရှေးရှားတောင်ကျင်တာရောက်ပြီဆိုရင်တော့ကိုယ်ကလမ်းလေးတွေရှိတယ်ပေါ့နော်တဖြည်းဖြည်းပဲတက်လာတာဆိုတော့အခုမှ1 ကီလိုမီတာပဲရှိပါသေးတယ်မိုးဘွားလေးတွေတော့နည်းနည်းကျနေပါတယ်ရှောက်လို့တော့ကောင်းပါတယ်ကျွန်တော်တို့ကတော့မမောပါဘူးဒါပေမဲ့ဆမ်မကြီးကတော့1 ကီလိုမီတာပဲရှိပါသေးတယ်ပြန်ဆင်းမယ်လုပ်နေပါပြီဘယ်လိုလုပ်ကြမလဲသူပဲတက်ချင်နေဆိုလို့ခေါ်လာပြပါတယ် စတာပါကွယ် သူပဲပြန်ဆင်းမယ်လုပ်နေပါပြီဟေးဒီဘက်ကျွန်တော်တို့အခုရာတောင်မော်ဦးကိုဆက်ရပါပြီ။ဒါကမော်ဦးရောက်ပြီဆိုပေမဲ့အပေါ်မှာနည်းနည်းလေးတက်အောင်ပဲဗျ။ကိုကစားပြီးတော့ကွန်ရီလန်ကြီးပဲဖြစ်သွားပြီ။ကားနဲ့လာမယ်ဆိုတော့တက်လို့ရတယ်။စပိန်နဲ့လာမယ်ဆိုတော့တက်လို့ရတယ်။လမ်းလျှောက်ကတော့ပိုးလို့တော့တက်လို့ရတာပေါ့နော်။စိုက်ကယ်နဲ့ဆိုလည်းတက်လို့ရပါတယ်။ကိုကြိုက်တဲ့ file တွေရွေးပြီးတော့လာလေလို့လည်းရပါတယ်ဗျ။အပေါ်တလောစချွတ်ပါပြီမွေလေးမွေကောက်အတက်လေးရနည်းနည်းမတ်လာပြီဆိုတော့သူမရတော့ပါဘူးမိုးဘွားလေးတွေကြားနေပြီမဲ့ဂျာတိတို့ကအေးစစ်ပြီမဲ့သူကတော့မအေးစစ်နိုင်တော့ပါဘူး
အပေါ်တော့ကျွတ်တော့ပါပြီ hey okay လား okay yeah fighting အမြဲမိုးကြည့်မယ်နော်စောက်လားစိတ်ကောက်သွားပြီလားမောလို့နားကျင်နေလို့မပြောပဲ10မိနစ်တခါဖနက်ကျိုးပြည်ပါတယ်နည်းနည်းလေးရှောက်ပြီးလို့ရှိရင်ဆက်ဖီလေးရက်ပြီးဆွဲပါတယ်နောက်ကကောင်ကတော့ဖောအောင်မကူရေမရှိပါရေဘလို့တိုက်မတော့ပါဘူးအေးဆေးပဲဖြစ်နေပါသေးတယ်ဖြည်းသွားပြီးလို့ရှိရင်မောနေရုံပဲဖြည်းပဲတက် ဒီလားလေးလား နည်းနည်းလေးမြေလေးပြန့်တော့မဲသချင်းလေးတငင်းကြီးနဲ့တချင်းကိုတော့မစွနိုင်တော့ပါဘူးတဖြည်းတောင်ထိပ်ကိုနီးလာပါပြီဒီဟာလေးကလမ်းအပြန့်လေးပါပဲနည်းလေးပြန့်ပြီးတော့ဒီနည်းနည်းလေးကျွန်တော်ဆက်တက်ရမယ်တက်ပြီးရင်တောင်ထိပ်ကိုရောက်ပါပြီ ပြောရောကျန်စိမ့်ဆုံးနေရပဲ သဘောကျလား ကြာ တက်လာတော့သဘောမကျလား ကြာတော့ဘောမကြာကားနဲ့လိုက်တော့ဘောကြာ ဟိုးကားနဲ့လိုက်ဒီလိုရှူပေးနေမြင်ရမှာမလား တေးဦးတက်ချင်တော့ โอ้ဒီဘက်လေးမှာကြည့်ရှူကင်းနေစောက်ရဲမိုက်ကဲနောက်ဆုံးတော့တောင်ထိပ်ကိုညီးလာပါပြီဒီနောက်ကဇောင်းနှမ်းဆိုရင်တော့ tree ပြေးသမားတွေတော်များများတည်ပါတယ်ကျွန်တော်25တို့50တို့100တို့လုံးမှာပါမယ်လို့ထင်တယ်ဗျနောက်ကဇောင်းနှမ်းထဲမှာကျွန်တော်ဟိုဘက်ဒီတောင်ရဲ့အနောက်ကပိန်းနေပင်တို့တောင်ဒီတို့ကနေပြေးတက်လာပြီးတော့ဒီရတောင်ပေါ်ရောက်တယ်ရတောင်ပေါ်ကနေမှကျွန်တော်ဒီဇောင်းနှမ်းတိုင်းဆင်းပြီးတော့ဟိုဘက်အောက်နည်းနည်းလေးရောက်တာနဲ့ညာဘက်ကို꿰ပြီးတော့ကျွန်တော်ဒီဘက်ချမ်းမြင်းကားတွေကိုပြန်ဝင်ပြေးရတာပါဗျာမြင်းကားတွေဆင်းပြီးရင်ကျွန်တော်တို့မနောလာကိုပြန်တက်ရတာဖြစ်ပါတယ်ဟိုရှုခင်းနေရတော့အပြင်မှာပိုလှပါတယ်ဗျာမဲတောင်ထက်ရောက်ပြီဆိုတော့ပျော်နေပါပြီညနေဘက်လမ်းလျှောက်ခွင်တော့မလိုက်ပါဘူးဘာဖြစ်တယ်ညာဖြစ်တယ်ဘာအကြောင်းပြညာအကြောင်းပြနဲ့ ခေါင်းမူးတယ်ရှောင်းတာတယ် ရှေ့မင်းနောက်မြင်ကိုရွာငံဘက်ကတတ်ထားတာဆိုတော့သူ့ကိုယ်သူဆရာကြီးပါဆိုပြီးတော့ထင်ကြီးနေတာပါကိုနာ ပေါ်ရင်ကြောင်း နင်းဒီလေးခေါ်တက်လိုက်တာတော့မှဒီလုံးလေးပြတ်ထွက်သွားပါတယ်ဒါကြောင့်အကြမကြ training လေးပြန် train မှရမယ်ရောက်ပါပြီဗျာနောက်ဆုံးတော့ကျွန်တော်တက်တဲ့ရတောင်ရဲ့တောင်ထက်ကိုရောက်ပါပြီဟိုဘက်မှာတော့ပုံမှန်ဆို view တွေလှပါမယ်မြူတွေကြာနေတော့မြင်ရမှာမလားတော့မသိပါဘူးဗျာကြည့်လိုက်ပါဦးမယ်နောက်မှာကောကျိုးစီရပါတယ်အဲ့တော့ဆွဲတော့ပါမယ်တော့ကျန်းနေပါပြီကောင်းလေးဝါးတွေစားပါပြီကျိုးချီထားပါတယ်နှုတ်မဆွဲမရပါဘူးကဲတောင်ထိပ်ရောက်ပါပြီဗျာကျွန်တော်ခဏနားနေပါတယ် brownie မောဖြေပါတယ်မိမလည်းမောဖြေပါတယ်ကျွန်တော်ဒီရှေ့ကဒီကွက်လက်လေးอ่ะကျွန်တော်တို့ခါကြရင်မီလုံးပွဲကြလို့ရှိရင်အဲ့နာမှာမီလုံးလွတ်ပါတယ်ဗျာပြိုင်ပွဲတွေပါလောက်ပါတယ်ပုံမှန်ဆိုရင်ဟိုးဘက်မြူတွေကြားထဲမှာက view တွေလာပေမဲ့အခုကမြူတွေဆိုင်းနေတော့ဗျာဘာမှမမြင်ရဘူးဖြစ်နေပါတယ်ကျွန်တော်ကခဏတစ်ဖြုတ်နားပြီးတော့ပြန်ဆင်းပါတော့မယ်
ရန်နောက်ကျသွားမှာဆိုလို့ပါအခုကတော့4 နာရီနဲ့58မိနစ်တော့ဖြစ်နေပါပြီ။အဖေါ်နဲ့တွေ့ပြီးတော့အဖေါ်တွေကိုသွားဆပါတယ်။ပြန်မယ်ဆိုတဲ့ဟာကိုမပြန်သေးပါဘူး။အဖေါ်ကကောင်သွားဆတယ်။စပြင်သူလိုက်ခံရပြီးလို့ရှိရင်သူပြန်ဆင်းပြေးပါတယ်။ပြန်ဆင်းနေပါပြီ။ပြန်ဆင်းတော့ချစ်သူကပြုံပြုံးရွှင်ရွှင်ပါပဲ။ပြောလို့သဘောကျရလားဟုတ်တယ် ဒီလိုမျိုးလေးဆိုတော့ကြ ဘယ်လိုမျိုးဆိုသဘောမကျဘူးလေ မဟုတ်လေနေပူကျဲကျဲမှာချွေးသက်တရဲရဲနဲ့တော့တောင်တက်ကတဲ့ဖီနေကလုံးဝမမိုက်ဒီလိုမျိုးဆိုလို့ရှိရင်မှာဒီမိုးလေးခွဲလေးတဲ့နော်အေးစစ်စစ်လေးတက်ကအေးစစ်စစ်လေးတက်က ဟုတ် အဲ့တော့စိုက်ပြီးတော့မပင်မန်းဘူးလေ ဟုတ်ပြီမှာပေါ့ အဲ့တော့ဘောကြ နောက်တစ်ခေါက်ကဘယ်တောင်တက်ချင်လဲ နောက်ခေါက်လား ဟမ် ကလောအတောင် ကလောတောင်နော် ပါတောင်ရှိတယ် ကလောမှာဆိုရင်ဒီတိုင်းလမ်းတိုင်းဆိုရင်တော့မနိုးလာလို့ပါလို့ရှိတယ်မနိုးလာတော့ပုံမှန်သွားနေကြဒီကျွန်တော်တောင်မကြီးခုံပြတော့တို့ကျွန်တော်သွားတဲ့လမ်းကြောင်းတိုင်းပဲအဲ့လမ်းကြောင်းမဟုတ်ပဲနဲ့တခြားဒေါ်လာနဲ့သွားမယ်ဆိုတော့တခြားတောင်လေးတွေရွေးရမှာပေါ့နည်းနည်း step by step သွားမယ် step by step သွားမယ်နော် okay ဒါနဲ့ training လုံးဝရမှာနော်ဒီတိုင်းတော့မရဘူး မလောက်လဲတက်နိုင်တယ် ဟုတ်လား training မလောက်လဲတက်နိုင်တယ်အခုလည်းတက်နိုင်တယ် တူသွားလို့ပါ အဲ့ရှိမြင်တော့မြန်တက်ခဲ့ရလေ အမေဟုတ်ပါပြီအဲ့ဒါတော့ဆက်တက်မယ်နော် promise promise ကရီ okay အတက်တုံးကတော့နောက်ကောက်ကြံခဲ့ပြီမဲ့အစင်းကြတော့ပလန်ကိုထနေတာပဲဗျာတောင်းတစ်ခါတက်ဖို့ရေးကိုသူအစားနဲ့မြူဆွဲရတယ်အခုအောက်ရောက်ရင်ဘာစားမှာဘယ်ဆက်စားမှာအော် မကြည့် ဝါသူရမိုက်တယ်ဗျာကဲရှေဒီကောင်လေးမိုးနည်းနည်းကြပြီးတော့မြူကြနေလို့ဗျသူတွေသိမမြင်ရတာကဲလို့မိုးမကြဘူးဆိုလို့ရှင်တော့ဆောင်းလှပါတယ်ကြောက်ပြီးမိုက်လုံးနေလို့ brownie အေးတော်စရနောက်တော့ကောင်မယ်ဟဲ့တော်မယ်ကွန်ကရစ်လမ်းအဆုံးကနေမြေသားလမ်းကိုပြန်ရောက်ပါပြီ။တို့တောက်လျှောက်အစင်းကြတော့မြန်ပါတယ်ဗျ။မြန်ပေမဲ့လည်းအပေါ်အစင်းလေးတွေကနည်းနည်းလေးမှတ်တော့ဒူးလေးတွေတော့နည်းနည်းတော့တတိထားရတယ်ဗျ။ခမသိင် injury ဖြစ်သွားနိုင်ပါတယ်။အောင်ဘန်းကနေဒီရတောင်လာတဲ့လမ်းကြောင်းပါပေါ့နော်။ကျွန်တော်ကြိုက်ဆုံးနေရတဲ့တခုကဒီထင်းရှူတော်လမ်းလေးပါပဲဒီကောင်လေးကစပိန်နဲ့လာတော့ကလည်းဒီညလေးရောက်လို့ရှိရင်နည်းနည်းလေးစိတ်သွားတယ်ထင်းရှူတော်ရဲ့တဘာဝအတိုင်းပေါ့နော်အခုပြန်ဆင်းလာတဲ့ခါမှာလည်းအဲ့လိုလေးပဲပေါ့နော်နည်းနည်းလေးစိတ်သွားတယ်ပြီးတော့ရှော့လို့ကောင်းတယ်ဗျာထင်းရှူတော်ထဲမှာကြတော့လေဒီနေရာလေးကနည်းစိတ်ကိုတကယ် relax ဖြစ်စေတဲ့နေရာလို့ပြောရမယ်ပဲကျွန်တော်မကြခင်တော့ကာထားခဲ့တဲ့နဝတောင်ပြန်ရောက်ပါတော့မယ်တိတ်လာတဲ့နေဝင်ချိန်လေးဗျာဆန်းဆက်တော့မမြင်အောင်ပေါ့နော်ဒါပေမဲ့စိမ့်ဆူဆူနဲ့ကတော်တော်လှပါတယ်ကျွန်တော်ရဲ့ခီးစဉ်လေးပြီးဆုံးပါပြီလမ်းလုံးbrownie ရေတိုက်လို့မရပါဘူးရေတိုက်ဖို့ကြိုးစားကြည့်ပေမဲ့လည်းတောင်းမဲ့ပုံပေါ်ပါဘူးဗျကျွန်တော်တို့ကလာတော့ခါထားခဲ့တဲ့နဝတောင်ပြန်ရောက်ပါပြီနောက်ဘယ်တောင်ဆက်တက်မလဲဆိုတာတော့မိမနဲ့တိုင်မလိုက်ပါဦးမယ်ဗျာအားလုံးပဲ good night ပါ